毛了耶，注意。我是超买你先了。哦，就大家好，你讲家啦？Hello，来了吗？没有啊？အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လဲကူတပိကုန်းရွာမှာရှိတဲ့ဒေါက်တာအရှူရဲ့ခြံကိုကျွန်တော်သွားလဲမှာဖြစ်ပါတယ် ဟုတ်လေ ကျွန်တော်တို့ YBS 41ကားစီးပြီးတော့မှစီမင်းစရနေသွားပါတယ်ကျွန်တော်တို့မော်ဘီတိုးခိတ်အကျော်16ခိတ်မှာဆင်းပြီးတော့ဆိုင်ကယ်ရီငားပါတယ်ဆိုင်ကယ်ရီနဲ့ဒါကတော့မမရဲ့မောင်လေးတစ်တိုက်ပါမမရဲ့မောင်လေးတွေပါခုနမှ8မိုင်လောက်လာပြီးတဲ့ကလာတပိကုန်းရွာရောက်ရှိလို့လာပါပြီအရှိမကြိုနေလူရှိပါတယ် OK အခုဆိုလို့ရှိရင်တော့ဆမ်မွိုင်းရှူချန်ကိုရောက်ရှိနေပါပြီတပြေကုန်းရွာမှာဖြစ်ပါတယ်တော့16မိုင်နေဆင်းပြီးတော့16ခဲကနေဆင်းပြီးတော့လာမှာဖြစ်ပါတယ် ကျွန်တော် channel မှာဘာရှိလဲဆိုတော့စိတ်ဝင်စားကြကျွန်တော်လိုက်ကြည့်အောင်ဖြစ်ပါတယ် အပါသီးလဲဆိုတော့မပြောသီးဖြစ်ပါတယ် ပန်းတီးပင်နဲ့မိတ်ဆက်ပြင်မယ်ဒါကတော့ပန်းတီးဖြစ်ပါတယ်ပန်းတီးကတော့ကြီးနေပြီပေါ့နော်ဒါကတော့ဒူရင်တီးဖြစ်ပါတယ်ဒူရင်တီးတွေတီးနေပါပြီ ဒါကတော့တည့်ရည်ပါ ဒါကတော့လေမော်တီးဖြစ်ပါတယ်လေမော်တီးတီးနေပါပြီမင်္ဂလာပါဒါတော့စပစ်တီးဖြစ်ပါတယ်ဒါစပစ်တီးတွေအများကြီးတီးနေပါတော့ဒါကြီးရပါတယ်အော်ဒါ8K နဲ့1000ကျော်ကလက်နေဓာတ်မီထင်တယ်ဟောမဟုတ်ကအသွင်ပေါက်ပါတယ်ဟုတ်လား ခြံရဲ့ဘေးမှာတော့လက်ပါတဲ့စမ်းချောင်းလေးလည်းရှိနေပါတယ်စမ်းချောင်းဆိုလည်းမရဘူး AR တိုင်းသားငားရှာမယ်ဖားရှာမယ်နန်းကျွင်းနေနိုင်နေပါတယ် အိုးခီခီ အတက်ရှာလို့မရတော့ပြောင်းပြန်ရှာနေပါတယ်ပြောင်းပြန်ရှာလည်းမရပါဘူးနောက်ဆုံးမှာတော့ ငါတော့မရှိပါဘူးခီးယူပဲတွေ့ပါတယ်ခီးယူလေးတော်တော်ရှားပါပစ္စည်းဖြစ်ကုန် ဒါကတော့ Western ကလေးတွေထောင်ထားခဲ့တဲ့တောဝက်ထောင်ကျောက်ဖြစ်ပါတယ်ဒါကတော့ပင်စိမ်းရွက်ခုနေရဖြစ်ပါတယ် ဝါနက်နက်ဒီတစ်လုံးရပါ ဒါကတော့ကစုံရွက်ဖြစ်ပါတယ်ဒါကတော့ချမောင်ရွက်ဖြစ်ပါတယ် ဒူရင်ဒီဖြစ်ပါတယ်ဟာဒါတော့ဘူးသီးကြော်ဖြစ်ပါတယ်စက်သားကြောက်ထောင်းပါကျွန်တော်ဂေါ်စီလာဥကိုချက်နေရဖြစ်ပါတယ်တော်ဝက်သားဖြစ်ပါတယ် ဒါကတော့အချစ်ဖြစ်ပါတယ်ဒါကတော့ကော်စီလာဖြစ်ပါတယ် 他们路俺说， ဒီမှာဘာလဲဆိုတော့ဟိုဗါလဲစက်သွန်ပါတယ်ခင်းချီသီးပါတယ်မြုပ်သီးလည်းပါတယ်ပြောရှင်နေတဲ့အပြည့်တွေလည်းပါပါတယ်ခင်ဗျာဆိုတော့ဟိုငပိအော်ဒါမှာလို့ရှိရင်ဆမတို့ခိလာတီမှာအကြောင်းကြားလို့ရပါတယ်ဖုန်းနံပါတ်လည်းကျွန်တော်နေ့ထဲမှာချထားပေးမှာဖြစ်ပါတယ်ကိုမလာပြီးတော့ဖုန်းနံပါတ်လေးယူပေးကြပါခင်ဗျာ 所以龙大里有多看来吧？什么搞毛了耶，注意。 ကျွန်တော်ဆရာမကြီးကတော့ဒီစီတွေကိုစစ်နေပါတယ်ကျွန်တော်အုံဒီခွဲတာပြီးသွားပါပြီ ဒါဆူတောင်းမေ့တော့ မမကလေးတွေကိုအတဲခွဲရမလုပ်နဲ့နော် ပစုံကြောက်ကြော်ဖြစ်ပါတယ်အဲ့တော့ပြီးရေဒါမှဒီလာတော့ခံပြီးရေလောကဟင်းကိုမြင်နေပါတယ်အဲ့တော့ပစုံရတော့ပစုံရပလိုက်တယ်ဟဲ့ဟုတ်တယ်အဲ့တော့ဘန်ကောက်ကြီးဖြစ်ပါတယ်ဒါတက်လို့စားတဲ့ကြောင်ထက်တယ်အားတော့တော့နော်တော့ဝက်တာအာလူတော့ချက်တော့ရှင်း ကြောင်ဆူမတောင်းနေပြီခေဘောအပြုံးလာတာ အားကြပါအောင် ကောင်းလားဆရာအောင်ပါရန်ကောင်းပါလေ 我打完了，要我打。不能够，而且米拉要回来的，这次来的嘛的，谁要不要不？好， ချမ်းကိုပုံမလာတော့စိတ်ကောက်နေမှာလေ 他们他有打。 စမကောမမပြောမှုပါတော့မြေပေါ့ အခုမမထက်ပြီးပဲပြေးစားလိုက်မိုင်းပြီးတယ်ပါ အာအိုးကနဲ့တေးနေလို့ပဲဘာတွေထည့်ထားလဲအာ ကျတော့မောင်လေးမလာလို့မကုန်တော့ ရန်ကောင်းလို့ပြောင်းသွားပါပြီဆရာမကြီးကတော့ကျွန်တော်တို့ထမင်းစားပြီးအချိုတဲဖို့ဖရဲတီးပြီးနေပါတယ် အရန်ဖျက်ပြီးအချိုထက်ကရရှိသွားပါတယ်အဲ့ဒါကြောင့်မလို့စုံတယောက်ရဲ့အပြုံးလေးကိုပြေးပြီးတော့မြင်ရလိုက်ပါတယ် ဒီစုံတရားပြုံးမပြုံးကြတယ် ဟေဟုတ်တယ်ခုနကတော့ဟာပဲကောင်းတာအခု ထွေကြီးစားပေးရတယ်ငါ့ကိုပြတ်ပါတော့ ဆရာမခေါ်လာပြီးတော့မတိဘူးဆိုတော့မဟုတ်ထင်တယ် အမအတန်းထဲမှာပဲရှိတာ ရှောက်ပြောနေ မ
ရှင်ပါဒီကောင်ဘာလဲလုံနေလဲဆိုတော့ကြည့်မှာဖြစ်ပါတယ်ဟဲ့ဘာလုပ်လဲဘာလုပ်လဲအာဒီမှာလာပြီးတော့ခိုးစားနေဒီကောင်ဘာခိုးစားလဲခိုးစားရတဲ့ရတာ ကောင်းတော့ကောင်းကြောက်ယူချင်အောင်ဟာမိမမင်းခုမှတီးပြီလားတော်တော်သူစားဒီလိုသူများပဲသိရတယ် ပြန်ပြောနဲ့ပြန်ပြောနဲ့ တော်ဒီလိုအကုန်စား ပိုက်ဆံပေးထားတာတက်အောင်ပေးထားတာ ယူချင်အောင်ဟာမိမ ပကံစေးရောချောနေ လက်လုံးလေးနိုင်ဝဲတော့အိတ်မိတ်လိုက်တာမိုးလင်းတော့ပကံတွေကစမ်းစီးနေ ဟေးတခိုးချီအောင်ဘယ်လိုလဲလို့မျက်နှာတစ်ချက်ကြည့်လိုက် ကိုရပေါက်နေလားလို့ဒီရုပ်က ဒီလဲတကူက တခုကငါပဲ ကိုကဆမ်းမချို့ ဒါကတော့ဆရာမကြီးကွန်ဒီခုနေရဖြစ်ပါတယ် ကွန်ဒီ ပြန်ဖို့အတွက်ကတော့အဆင်ပြေလာကြနေပါပြီပြန်ဖို့အတွက်ကားပေါ်မှာအားလုံးအဆင်ပြေဖြစ်နေပါပြီ ပီဂျေကပြောတာပါလေဆရာမကသူ့ကိုမေ့နေတာတဲ့အဲ့ပါလိတ်ဆိုတာ ကျွန်တော်ရဲ့တနေ့တာအစီအစဉ်တော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်